အဲ့တော့တာဝရိန္ဒာနတ်အုတ်ချုပ်တာဘယ်သူလဲမေးလိုက်တော့တရားမင်းတာဝရိန္ဒာနတ်ရဲ့ထက်ကဘာနတ်လဲမေးလိုက်တော့ယာမဟုတ်တယ်မလားစရုမဟာတာဝရိန္ဒာယာမယာမနတ်ပြည်ထားနတ်ပြည်တဲ့စာရင်နည်းနည်းနေတယ်ဘာဖြစ်လို့တော့မေးလိုက်တော့ဓမ္မဂရိကနတ်သားတွေဖရာလောက်နတ်သားတွေဖရာရဲ့မေတော်တွေခမည်းတော်တွေနေတဲ့နတ်ပြည်ဖြစ်လို့အဲ့ဒီနတ်ပြည်ဟာတရားဓမ္မတခြားသောနေရာဌာနတွေတဲ့ပိုတယ်လို့ဒီလိုပြောလို့ရတာပေါ့ဟုတ်လားအေးအားကြောင့်မဦးဇင်းတို့တော်တော်များများဟာတုတိတာနတ်ပြည်ကိုဆူတောင်းကြတယ်ဥပမာနတ်ပြည်ရထား6ဆင်းနဲ့လာပြီးတော့လူပဲဆိုရင်လူပြည်ကကောင်းမှုအင်မတန်ကြီးတဲ့လူတွေဥပမာဓမ္မိကနတ်သားဓမ္မိကဥပဒကကြီးပေါ့သူတို့အမျိုးသား900စုပေါင်းပြီးဥပုသ်ဆောင်သုံးနေကြတရားနဲ့နေနေကြအဲ့တကကြီးသေကဏိကာလရောက်တဲ့အခါနတ်ရထား6ဆင်းလာလူလာအပြိုင်ဆိုင်လူကြတဲ့အခါမှာနေအောင်ကငါဖះလောင်းနေနေတဲ့နေရာတရားနာခွင့်ရတဲ့နေရာဖះလောင်းရဲ့မေတော်ခမည်းတော်တွေရှိတဲ့နေရာပဲငါသွားကျင်တယ်ပြောလိုက်တဲ့အခါတုတိတနတ္တအဲ့ဒါကျွန်တော်တို့ရဲ့နတ်ပြည်တစ်ပြည်ပဲရှိတယ်ကျန်တဲ့နေရာမရှိဘူးလို့ဒီလိုပြောတာအဲ့ဒါနဲ့အဲ့ဒီဓမ္မိကနတ်သားဟာအဲ့ဒီကိုရွေးသွားတာဟုတ်ပြီလားအဲ့ဒီကိုရွေးသွားတာနောက်တစ်ခါ9ခုမြောက်နတ်ပြည်ကနေမနရတိနေမဆိုတာဘာလဲလို့မေးလိုက်တော့လိုရာစည်းစိမ်ကိုမိမိဘာသာဖန်ဆင်းပြီးတော့ရတိမွေ့လျော်ကြတာအဲ့ဒါနေမနရတိခေါ်တာဥမာကိုအင်ကြီးလှလှလေးလိုချင်တယ်ဘာအင်ကြီးလေးဘာအယောင်လေးဆိုကိုဖန်ဆင်းတဲ့အတိုင်းသူကပေါ်လာတာအဲ့ဒါလေးကနှစ်သက်စရာဘာလေးစားကျင်တယ်ဆိုရင်ကိုယ်စိတ်ထဲကနေပြီးတော့ကိုယ့်ကိုဖန်ဆင်းပြီးတော့မှစားတာဟုတ်လားသူတော်ကောင်းတို့အိမ်ကကိုယ့်အိမ်မှာကိုယ်ဘာအချင်းလေးစားကျင်တယ်ဆိုအချင်းချက်ကလေးချက်အချိုလေးစားကျင်ဆိုအချိုလေးကိုယ့်ဘာကိုယ်ပဲလုပ်ကြတာမလားကိုယ့်ဘာကိုယ်လုပ်တဲ့ခါမှာခန္ဓာကိုယ်နဲ့လုပ်ရတယ်ဟိုကစိတ်နဲ့တင်ဖန်ဆင်းတာအဲ့ဒါနေမနရတိနတ်ပြည်ကြိုက်စရာတော့သူကလွန်ကောင်းတယ်နော်တချင်းတန်ကောင်းကောင်းလေးကြားကျင်တယ်မို့လားဟဲ့ဘာတချင်းလေးစောင်းတန်လေးပေါ်လိုက်ကောင်းလိုက်မာလို့စိတ်ထဲညွတ်လိုက်တာနဲ့စောင်းတန်လေးတီးပြီးတော့သူ့မှာအခန့်သွားတာမြန်မာဆိုင်ဝိုင်းတန်လေးဆိုမြန်မာဆိုင်ဝိုင်းတန်မှာပေါ့နုညံ့တဲ့အတန်လေးတွေသူ့လိုချင်တာဒီလိုမျိုးလာတာဟိုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအရှင်နုရုဒ္ဓါရဲ့ဘဝတစ်ခုကမိဖုရားတော်ခဲ့တဲ့အမျိုးသမီးတရားအဲ့ဒီမနတ်ပြည်မှာရောက်ဟုတ်လားအဲ့ဒီနတ်ပြည်မှာရောက်ပြီးတော့နေတဲ့မျိုးသမီးကအရှင်နုရုဒ္ဓါစီလာတဲ့အခါသူ့ဘသူသူ့စိတ်နဲ့ဖန်ဆင်းပြီးတော့တချင်းလေးတွေဓမ္မဂီတာလေးတွေလာပြီးဖြော်ပြလေးရှိလို့ကြားဘူးတယ်ဟုတ်ပြီလားအဲ့တော့ပြောချင်တာနေမနရတိဆိုတာကိုယ်စိတ်ကြိုက်ကိုယ့်အကိုဖန်ဆင်းပြီးတော့နေတဲ့နေရာမျိုးကိုနေမနရတိလို့ဒီလိုခေါ်တယ်ဟုတ်ပြီနော်နောက်တစ်ခါနံပါတ်6ကပရနေမိတပရဆိုတာကသူတော်ဘာနေမိတကဖန်ဆင်းတာကိုနေမဲ့အိမ်ကိုနေမဲ့ဗိမာန်ကိုယ့်ဘက်ကိုမလုပ်ဘူးသူများကနေဖန်ဆင်းပေးရတာသူကတစ်မျိုးပရနေမိတနတ်တာမန်ကြည့်ရင်တော့နတ်ပြင်းပေါ့ဟုတ်လားကိုနေမဲ့နေရာတော့ကိုယ့်ဘက်ကိုမလုပ်တကယ်တမ်းကျသူကအထိတ်ဆုံးရောက်နေတာဆိုသူကအမြင့်ဆုံးဖြစ်နေတယ်မလားချမ်းသာတဲ့လူတွေဘာတွေကိုကြည့်ရင်လဲကိုနေမဲ့အိမ်ကိုယ့်အကူမဆောက်ဘူးလေပြန်လက်သမားပတ်စံပေးခိုင်းမှာအင်ဂျင်နီယာပတ်စံပေးခိုင်းတယ်ဒီလိုမလားအေးနည်းနည်းဒီပုံစံမျိုးသူကတက်ရောက်သွားတာပေါ့အဲ့ဒီနတ်ပြည်မှာအုပ်ချုပ်တာကဘာလဲမေးလိုက်တော့ဝဒဝတီနတ်မင်းကြီးအုပ်ချုပ်တယ်အဲ့တော့နတ်ပြည်6ထပ်ဦးဇင်းတို့တွေစရုမဟာရာဇတဲ့နတ်ပြည်ကနတ်မင်းကြီး4ယောက်အုပ်ချုပ်တယ်တာဝရိန္ဒာနတ်ပြည်ကတရားမင်းအုပ်ချုပ်တယ်ယာမန်နတ်ပြည်ကသူ့ယာမန်နတ်မင်းအုပ်ချုပ်တယ်တုတိတာနတ်ပြည်ကတန်တုတ်တိတာနတ်သားကြီးအုပ်ချုပ်တယ်တဲ့နေမနရတိနတ်တွေကသူ့နေမိတာနတ်သားကြီးအုပ်ချုပ်တယ်ပရနေမိတာဝဒဝတီနတ်ပြည်ကပရနေမိတာနတ်သားကြီးအုပ်ချုပ်တယ်လို့ဒီလိုနားလည်ရမယ်နော်